အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ကားလေးကတော့ဒီဈေးကွက်ထဲမှာလဲပေါ့နော်လက်ရှိချိန်မှာဆိုရင်တော်တော်လေးရောင်းနေရပြီဖြစ်တဲ့ဒီချက်တော့ကနေနောက်ဆုံးထွက်ရှိထားတဲ့မိသားစုစီးလို့ရတယ်ကြဲကြဲဝန်းဝန်းလည်းဖြစ်တယ်7 seater လည်းဖြစ်တဲ့ဒီချက်တော့ X90 Plus ဆိုတဲ့ကားလေးကို review လုပ်ပေးပါမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်ဘေးမှာရောက်ရှိနေတဲ့ Chateau X90 Plus လေးကိုကျွန်တော် detail လေးအသေးစိတ်လေး review လုပ်ပေးမယ်ဒီကောင်အားဆိုရင်ကျွန်တော် 70 series နဲ့မတူဘူးပေါ့နော်90 series ကဘာတွေဖြစ်လဲဆို90 series ကကြတော့ကျွန်တော်ကား size ပိုကြီးတယ်9ယောက်စီးကိုမှချေချေဝန်းဝန်းနဲ့ထိုင်ရတယ်70 series ပို့ပြီးတော့ grade လည်းပုံမြင့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အချိန်မဆွဲပဲကားလေးပဲဆက်ပြီးတော့ကြည့်လိုက်အောင်အရှိမဆိုရင်သူကဒီ X95 နဲ့နည်းနည်းဆင်တယ်ဒါပေမဲ့ဒီကျွန်တော်တို့ဒီ Highland နေရာဆင်တာပေါ့နော်ဒါပေမဲ့ဒီ shade gray ကတော့သူက waterfall ပုံစံလေးလုပ်ပေးထားတယ် gray လေးပေါ့နော်midi ကတော့ Highland ကတော့ LED Highland ပဲသုံးပေးထားတယ်အောက်မှာကတော့ကျွန်တော်တို့ daylight ပေါ့နော် daylight လေးသုံးပေးထားတယ်ပြီးရင်ဒီနေရာမှာဆိုရင်သူက nickel တွေလှသုံးပေးထားတယ်ပေါ့နော် nickel quality ကတော့ပုံမှန်ပါပဲဗျဟိုဒါညံ့တဲ့ထဲမှာမပါသလိုဒါကြီးကောင်းတဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့မဆိုးပါဘူးပြီးသွားရင်သူက parking sensor လည်းပါတယ်ဗျ front parking sensor ပါပါတယ်ဒီကားမှာ70 plus လို့ပါလို့ဆိုရင် front parking sensor မပါပါဘူးဆိုတော့ပြီးသွားရင်ကျွန်တော်တို့ပြီးသွားရင်ဆိုရင်သူ့မှာတိုးတက်လာတာ radar ပါသွားတယ်သူက radar ပါသွားတဲ့အတွက် cruise control မှာလည်းသူကဒီ adaptive ဖြစ်သွားတာပေါ့နော်ဆိုတော့ပြီးရင် ground clearance ကလည်းအမြင့်ကြီးပဲတော်တော်လေးဟိုဟာဖြစ်တယ်ဒီမှာဆိုအလဲမှာဆိုရင်သူက960 camera ဖြစ်သွားပြီပေါ့နော်သူက940 camera ဖြစ်သွားပြီ sorry 940 camera ဖြစ်သွားပြီ360 camera မဟုတ်တော့ဘူးပြီးတော့ဆိုရင်ကျွန်တော်တို့ဒီအရှိလေးကတော့ဒီလောက်ပဲကျွန်တော်ဘေးလေးဆက်ကြည့်လိုက်အောင်ဆိုတော့သူ့ရဲ့ rim size မှာဆိုရင်ကျွန်တော်တို့လက်မ20ကိုသုံးပေးထားတယ်ပြီးတော့ရင် body line အနေနဲ့ဒီအပေါ်မှာတစ်လိုင်းပါမယ်ဟိုနောက်ဒီနောက်တကားထီပေါ့နော်နောက်တကားကနေပြီးတော့ပြပြလေးရနေပြီးဟိုးနောက်ထီကိုဆင်းသွားတဲ့ line ပါမယ်ပြီးတော့သူ့မှာလေဒီလက်ကင်လေးမှာနီကယ်လေးထည့်ပေးထားတာလေတော်တော်လေးမိုက်တယ်ဗျအဲ့တော့ဘာလို့ဖြစ်လဲဆိုတော့ဗျဗျောင်းကြီးထားတာတဲ့ဆိုင်ရင်ဒီလိုနီကယ်လေးထည့်ပေးထားတာပို့ပြီးတော့ unit ဖြစ်တယ်ဗျာဆိုလားလေ unit ဖြစ်တယ်ပြီးရင်နီကယ်ကအောက်မှာလေဒီမှာ fiber ဒီမှာလည်းနီကယ် line တစ် line ပါတယ်ဆိုတော့နီကယ် line ဒီမှာသာမထည့်ပေးရင်ဗျာပြောင်ကိုင်းရကြည့်လိုက်ရင်တိတ်မမိုက်ဘူးဗျာဒါမဲ့ဒီကောင်လေးကအောက်မှာနီကယ်လိုင်းလေးထည့်ပေးလိုက်တော့ဟိုဘယ်လိုပြောမလဲကြည့်ရတာပို့ပြီးတော့ဟို attractive ဖြစ်တာပေါ့ဗျာဆိုတော့ကျွန်တော်တို့အနောက်လေးဆက်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်တို့အနောက်ကိုစကြည့်လိုက်မယ်ဆိုရင်သူ့မှာဆိုရင်ဒီမီးသီးက LED မီးသီးသုံးပေးထားတယ်ပြီးတော့နောက်ပိုင်းဒီကားတွေမှာလာတဲ့ပုံစံမျိုးပဲသူကမီးတန်းကအပြည့်ပဲပြီးတော့ရင်အပေါ်ဘက်မှာဆိုရင်ကျွန်တော်တို့ဒါ brake မီးပါမယ်ပေါ့နော်အောက်မှာဆိုရင်သူက LED မီးပါမယ်မီးဒီလေးတွေကတော်တော်လှတယ်ပြီးရင်အနောက်မှာ Chateau ဆိုတဲ့ logo လေးတစ်ခုပါမယ်အောက်မှာဆိုရင်သူက940 camera အတွက်ပါတယ်ပေါ့နော်ကင်မရာတစ်လုံးပါမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်ညာဘက်ခြံကိုကြည့်မှဆိုရင် X90 Plus ဆိုတဲ့စာတန်းလေးတစ်ခုပါမယ်ပေါ့နော်ပြီးတော့အခါကျတော့အဲ့အောက်ကိုဆက်ကြည့်သွားမယ်ဆိုရင်ဒီမှာ brake မီး parking sensor ကတော့၄လုံးပါတယ်ပြီးရင် exhaust ကကျူရဲ exhaust ပါတကယ် acid တွေပါဆိုတော့ကျွန်တော်တို့နောက်ခုံးလေးဖွင့်ကြည့်လိုက်အောင်နောက်ဖုံးမှာဆိုရင်လည်းသူက power ticket ပါတယ်နောက်သူကအဓိကသူက7 seater ဗျသူ့ရဲ့7 seater ကလေကျွန်တော်တို့နောက်ခုံကန်းကလူထိုင်လို့ရတယ်ဗျကျွန်တော်အတွင်းကန်းကိုရှင်းပြတဲ့ချိန်ကျရင်ကျွန်တော်နောက်ခုံမှာဝင်ပြီးထိုင်ပြပေးမယ်ပေါ့နော်ပြီးတော့ရင်လေဟိုဒီနောက်ခုံကိုလဲထားလိုက်တဲ့ချိန်ကျရင် cargo space ကတော်တော်ကြီးကျယ်တာပါတော်တော်ကျယ်ပါဟိုသူပြီးတော့သူက round လေးဖြစ်တယ်ဆိုတော့နောက်ခုံအတွက်လည်းအဆင်ပြေရဗျာဆိုတော့ဟိုမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်သူကဘာလို့ရမလဲဆိုရင်ဟိုနောက်ခုံတန်းအတွက်ပေါ့နော်ဒါဟို aircon ကို control လုပ်လို့ရတဲ့ခလုတ်ကတက်ရိုးမှာထည့်ပေးထားတာကိုတွေ့ရတယ်ဒါလေးလည်းမိုက်တယ်တော်တော်လေးမိုက်တယ်ဆိုတော့
ကျွန်တော်တို့အတွင်းကန်းလေးပဲဆက်ကြည့်လိုက်အောင်ဆိုတော့အတွင်းကန်းလေးဝင်ကြည့်လိုက်မယ်တွင်းကန်းကိုစထိုင်လိုက်တာနဲ့တိတာတာကသူ့မှာကစိတ် memory ပါတယ်ဗျာစိတ် memory ပါတော့သူကကျွန်တော်က1ထားတယ်ဆိုရင်1နေရာမှာ तू က auto အလုပ်လုပ်နေတာပေါ့နော်စိတ် memory ပါသွားတယ်နောက်လေသာထိုင်ကုန်နေကဘယ်လိုနေလဲဆိုတော့ quality တော်တော်လေးကောင်းပါတယ် quality တော်တော်ကောင်းတယ်ရိုး870 plat ထက်တောင်ကောင်းတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ပြီးရင်လေသူ့မှာကထူးခြားကလေဒီ dashboard ဗျဒါလည်းလေသာပဲဒါပေမဲ့ကျွန်တော်ဆိုလိုတာဗျာလေသာကိုပြောချင်တာမဟုတ်ဘူးဗျာဒီနေရာကသူက luxury ကားတစ်စီးပုံစံမျိုးလုပ်ပေးထားတယ်ဆိုတာကျွန်းခွက်ပုံစံမျိုးလေးလုပ်ပေးထားတာဗျာဒါလေးကလေ fiber တော့ fiber ပဲဗျာဒါပေမဲ့quality တော့ဆိုးဗျာကောင်းတယ်တော်တော်လေးမိုက်တယ်ဒါကိုကြည့်တယ်ဒီမှာလည်းပါတယ်နောက်ပြီးသွားရင်ကျွန်တော်ဒီ door panel တွေမှာလည်းပါတယ်ဗျာလုပ်ပေးထားတဲ့ပုံစံလေးကတော်တော်လေးမိုက်တယ်ဗျာကြီးလိုက်တာနဲ့ဒီဟာကကျွန်တော်တို့ဘယ်လိုပြောရမလဲ luxury ကားတစ်စီးလို့ခံစားရတယ်ဗျအဲ့မုတ်မျိုးရတယ်ပေါ့နော်ဆိုတော့သူ့မှာဒီ story area အနေနဲ့ဆိုရင်ဒီမှာပေါ့နော်ဖုန်းထားလို့ရမယ် wireless charger တစ်ခုပါတယ် wireless charger ပါတယ်ပြီးသွားရင်ဒီမှာ cut holder တစ်ခု cut holder တော့တစ်ပတ်ဝဲပါတယ်ဗျအဲ့ဒါလေးတော့ဟိုကဖြစ်တယ်ဒါပေမဲ့သူ့မှာ emerald box ပါမယ် emerald box လည်းအနေထားတစ်ခုကြီးတော့စန့်တယ်မဆိုးဘူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒိုးဟွာမှာတော့ကျွန်တော်တို့တော်တော်လေးပစ္စည်းဆန့်ပါတယ်ဗျရေနံဘူး2ဘူး3ဘူးလောက်ထားလို့ရတယ် space မျိုးရတယ်ပြီးသွားရင်ကျွန်တော်တို့ဒီ dashboard ကဒီ glove box ပေါ့နော် glove box area မှာဆိုရင်ကျဲတယ်တော်တော်ကျဲတယ် glove box ကတော့တော်တော်လေးကျဲတယ်ပြီးသွားရင်သူ့ရဲ့ဒီနော်ကျွန်တော်တို့ဒီဟိုပါ climate control တွေက touch ကြီးဖြစ်သွားပြီdual zone လည်းဖြစ်တယ်ကျွန်တော်တို့ပြီးသွားရင်ဒီမှာဆိုရင်ထိုင်ကုန်ဆိုရင်ကျွန်တော်တို့အပူအေးရမယ်ပေါ့နော်ထိုင်ကုန်ပူလေးရတယ်ဒါပေမဲ့ထိုင်ကုန်ပူအေးက driver အပူကတော့နှစ်ဖက်စလုံးရပါမယ်အေးကတော့ driver seat တစ်လုံးပဲရမယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်နောက်ဖုံးဖွင့်တာအစားဒီမှာပဲဒီ screen မှာပဲပေါ့နော်ကျွန်တော်ဒီလောက်ရမယ်ပြီးသွားရင်ဒီ mode chainer sport တို့ normal တို့ eco တို့ chainer ကလည်းကျွန်တော်တို့ဒီ touch screen မှာပဲလုပ်ပါပေါ့နော်ပြီးသွားရင်သူ့ gear မှာအတူဖြစ်သွားပြီ gear အတူလေး gear ချိန်သွားရပေါ့နော်ကျွန်တော်နောက်ဆုံးထွက်တဲ့ Jetto 870 Plus မှာပါတဲ့ gear မျိုးဖြစ်သွားပြီပေါ့နော်ပြီးသွားပြီဆိုရင်သူ့အောက်ကိုနောက်ကိုဆက်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ဟိုပါပေါ့ကျွန်တော်တို့ဒီဟိုပါပေါ့ parking ပေါ့နော် handbrake ပေါ့နော် handbrake ပြီးသွားရင်ပြီးနားမှာတော့ auto hold ဆိုတဲ့ခလုတ်လေးပါတယ်ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီခလုတ်လေးကကျတော့940ကင်မရာလေးပဲဖြစ်ပါတယ်သူက940ကင်မရာလေးကကျွန်တော်တစ်ချက်ပြပေးမယ်နော်တပတ်လေကိုအကုန်မြင်ရတယ်ဗျသူက360မဟုတ်တော့ဘူးဗျ940ကင်မရာလေးကတော်တော်လေးမိုက်တယ်အတုံးလည်းတော်တော်လေးဝင်တယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကိုဆက်ကြည့်လိုက်မယ်ပေါ့နော်အောက်ကိုဆက်ကြည့်မယ်ဆိုရင်940ကင်မရာလေးရဲ့ဘေးမှာဆိုရင်တော့သူက headset control လေးပါမယ်ပြီးတော့ရင်ဒီ control cloud ကဘာတွေလုပ်လို့ရလဲဆိုရင်ဒီအဘူတုံးလေးရကြတော့ကျွန်တော်တို့ကဗျာအတန်အတိုးချက်လုပ်လို့ရတယ်ပြီးတော့ရင်ကျွန်တော်တို့ setting လုပ်လို့ရ setting ထဲကိုဝင်တာတွေ home ထွက်တာတွေ power off ဟိုဒီ TV screen ကိုပိတ်ထားတဲ့ဟာတွေအစရှိတဲ့ဖြစ်ပြောဒါဒီအကုန်လုံးကတော့တကယ် touch နဲ့လုပ်လို့ရတယ်ဗျာဒါပေမဲ့ physical button အနေနဲ့ဒီမှာထားပြီးထားတာပေါ့နော်ဆိုတော့ဒါကတော့ဒီ AC နဲ့ဒီ AMRAD နားမှာရှိတဲ့ဒီ button လေးနဲ့ပတ်သက်လို့ဟာပေါ့နော်ကျွန်တော်ပြီးသွားရင်ကျွန်တော် infotainment screen အကြောင်းလေးကိုဆက်လိုက်အောင်သူ့ရဲ့ infotainment screen မှာဆိုရင်သူကအရင် model နဲ့တိုးတက်လာတာက Android Auto တို့ Apple CarPlay တို့ပါသွားပြီအရင် model မှာဆိုရင်ကျွန်တော်တို့က Garbit ဆိုတဲ့ application ကြီးနဲ့ချိတ်ပြီးသုံးရတာဗျာအခုတော့ Apple CarPlay တွေ Android Auto တွေပါသွားပြီပေါ့နော်နောက်ပြီးသွားတဲ့ခါကျတော့သူ့မှာဘာတွေပါသေးလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ပြီးသွားရင်ကျွန်တော်တို့ vehicle setting ထဲကိုဝင်လိုက်မယ်ဗျာဒီမှာဆို steering mode အနေနဲ့ comfort and sport ကိုရွေးလို့ရတယ်ဗျာပြီးတော့ဒါတွေကတော့ဒီ headlamp ပေါ့နော် midi headlamp အတွက်သုံးတဲ့ဟာတွေပြီးတော့ driver assistant အနေနဲ့ forward collision system လည်းပါတယ်သူမှာပြီး blind spot လည်းပါသွားပြီပေါ့နော်ကျွန်တော်တို့ဒါတွေကဒီကျွန်တော်70 plus model မှာမပါခဲ့တဲ့ function တွေပေါ့ဗျာ blind spot monitoring တို့ဘာလို့ပါလဲပြီးရင် door opening run နဲ့ပြီးရင် automatic emergency braking ဒါကလည်းကျွန်တော်70 plus မှာမပါခဲ့တဲ့
function ပဲတခုခုဖြစ်တာနဲ့ share radar sensor ကနေထောက်ပြီးတော့ emergency brake ဖမ်းပေးရပါတော့။နောက်ဒီအောက်မှာဆိုရင် safe distance alarm ပေါ့နော်တခုခုဖြစ်ရင်ဖြစ်ရင် alarm ရဲ့ system ပေါ့နော်ဆိုတော့ဗျာကျွန်တော်အရင် 70 plus model ထက် upgrade အများကြီးဖြစ်လာတယ်ဗျာဒီကောင်ကလေပြီးတော့ရင် automatic lock တို့ဘာလို့ကကြတော့ကျွန်တော်တို့ကကောအဝေးထွက်သွားရင် lock auto ကျတာပေါ့နော်သူကတော့သူ့ရဲ့ဒီ infotainment screen ကတော့ရိုးရိုးရှင်းရှင်းလေးပဲဗျရှော့ရှက်ခတ်ပြီးတော့ function တွေကိုအဲ့လိုပြောင်းတော့ကြည့်ပါဟိုတကယ်က function ကများတယ် function လဲစုံတယ်ဒါပေမဲ့ तू ကသူ့ UI ကတော်တော် clean ဖြစ်တဲ့ UI ရှော့ရှက်ခတ်မနေဘူးဗျာကျွန်တော်တို့ဟိုမှာအသက်ကြီးရဲ့အကိုတွေအမတွေတောင်သုံးရင်တော့အဆင်ပြေလောက်တဲ့ infotainment screen မျိုးပေါ့နော် resolution လဲမဆိုးကောင်းတယ်ပေါ့နော်ဆိုတော့ဒါကတော့ infotainment screen နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါဆိုတော့ကျွန်တော်တို့steering back လေးကိုပြချက်ကြည့်လိုက်အောင် steering မှာဆိုရင်သူကကျွန်တော်တို့ဒီဟောပေါ့နော်အလဲမှာဆိုရင်ချက်တော် logo လေးပါတယ်ပြောရရင်ဘယ်ဘက်မှာဆိုရင် cruise control နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် radar တို့ဘာတို့ပေါ့နော်ပြီးရင်ညာဘက်မှာဆိုရင်ကျွန်တော်တို့ဒီ NRD ဟောပေါ့ကျွန်တော်တို့ဒီ multimedia ဘိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုချိန်လို့ရတဲ့ဟာတွေပေါ့နော်ဆိုတော့ဒါတွေပတ်သက်ပြီးတော့ထင်ရတယ်ပြီးရင်ပြုံးမှာ plus minus ခလုတ်ကလေးလည်းပါတယ် pattern shift ပေါ့နော် plus minus pattern shift ခလုတ်လေးလည်းပါတယ်အရှိရ digital cluster မှာဆိုရင်တော့တော်တော်လေးကြီးတယ် infotainment screen site ပဲပေါ့နော်သူ့မှာဆိုရင်ကျွန်တော်တို့ကသူကဘာနဲ့တွားရလဲဆိုတော့ touch bar လေးနဲ့တွားရတာဗျကျွန်တော်တို့ကဥပမာဒါကြီးကြည့်လို့ရတယ်ဆိုရင်ဗျာကျွန်တော် setting ထဲကိုဝင်လိုက်တာနဲ့ setting ထဲမှာ line information တို့ factory user 1 alarm light set infotainment screenအစဗျာ setting ဆိုတော့ about စီစားနှုံးနေပေါ့နော်အဲ့ဒါကြီးကအစဒီ digital cluster မှာပြပေးမယ်ဆိုရင် resolution တော့တော်တော်လေးကောင်းတယ်ဗျ resolution ကတိတိကျကျကိုကောင်းတယ်ပြီးရင် blind spot တို့ဒီဟိုဟာတွေအစပြပေးမှာပေါ့နော် forward collision system လို့ပေါ့နော်ပြီးတော့နောက်ပြီးသွားတဲ့ခါကျရင်လေကျွန်တော် speaker အကြောင်းလေးပြောချင်တယ်တဲ့ speaker ကလေသူကSony speaker ဖြစ်သွားပြီဗျ Sony speaker လေးဖြစ်သွားတယ်ဒါပေမဲ့လေအဲ့ Sony speaker လေးနားမှာလှုပ်ပေးထားတဲ့အသားလေးကိုကျွန်တော်အနေနဲ့ personally တိတ်မကြိုက်ဘူးဗျနည်းနည်း cheap ဖြစ်တယ်လို့ခံစားရတယ်အဲ့ဒီအသားလေးကလေဒါပေမဲ့ speaker quality ကတော့တော်တော်လေးကောင်းတယ် speaker quality တော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ခန်းလေးစက်ကြည့်လိုက်ရအောင်အနောက်ခန်းကိုဝင်ထိုင်လိုက်ရင်တော့ space ကတော်တော်ကျယ်တာဗျအကျယ်ကြီးပဲကျွန်တော်ပြောတယ်9ယောက်စီးဖြစ်တယ်ဒါပေမဲ့သူ့9ယောက်စီးကနောက်ခေါင်ကလူပါထိုင်လို့ရကျွန်တော်ပြီးရင်ထိုင်ပြပေးမယ်ဒီက space ကတော်တော်ကျယ်တယ် head room ကလည်းအမြင့်ကြီးပဲတော်တော်မြင့်တာ head room ကကျွန်တော်အနေနဲ့ဆိုရင်ဆိုတော့ချောင်းချောင်းချစ်ချစ်လုံးဝထိုင်လို့ရတယ်ဗျာတက်တောင့်တက်တာပဲကျွန်တော်တို့ highway သွားရဲဘာညာဆိုရင်လုံးဝတက်တောင့်တက်တာဖြစ်တဲ့ site မျိုးပေါ့နော်ပြီးရင် aircon fan အနေနဲ့လည်းဒီအောက်မှာဆိုရင် aircon fan ကနှစ်ပေါက်ပါတယ်အောက်မှာ USB port ကျွန်တော်ဒီ61sorry 61နဲ့ပေါ့နော် USB port နှစ်ပေါက်ပါတယ်ပြီးသွားရင်သူ့ရှိမှာဒီမှာနှစ်ပေါက်ပါတဲ့အပြင်ပေါ့နော်ပေါ်မှာ round မှာဖြစ်တယ်ကျွန်တော်တို့ round aircon ဖြစ်တယ်ပတ်လေပေါ့နော်ဟိုးအနောက်ထိပါတယ် round aircon ကဆိုတော့ဒီကဆိုတော့ကျွန်တော်ဒီကားကပြီးတော့ airbag လည်း6လုံးပါတယ်ဆိုတော့သူ့မှာ panoramic ဒီ sound လည်းပါပါတယ်ကျွန်တော်အခုနောက်ခန်းလေးကိုထိုင်ပြပေးမယ်ဘယ်လောက်ထိကျယ်လဲဆိုတော့เนาะတစ်ချက်ကြည့်လိုက်အောင်ခန်းကိုထိုင်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်အရက်နဲ့ head room နဲ့ဒီ6လောက်နေရာနဲ့ space ကတော်တော်ကျယ်တယ် highway သွားရင်တော့ဗျာဆိုတာလူကြီးပါထိုင်လို့ရတယ်ဒီတက်ရိုးကအကျယ်ကြီးပဲကျွန်တော်တို့ 70 plat တို့ပါလို့ဆိုရင်ကျွန်တော်တို့နောက်ခန်းကပေါ့နော်ကလေးခုံလောက်ပဲထိုင်လို့ရတယ်ဒီ90 plat မှာဆိုရင်ကျွန်တော်နောက်ခန်းကလူကြီးတယောက်အနေနဲ့ AC ထိုင်လို့ရတယ် highway သွားရင်လည်းအဆင်ပြေတဲ့အနေထားပဲပေါ့နော်တော်တော်လေးကျယ်ပါတယ်ဆိုတော့ဒီကားကမိသားစုစီဆိုရင်ကျွန်တော် highly recommend ပေးတယ်ကျယ်ဝန်းတက်တောင့်တက်တာနဲ့စီးလို့ရတဲ့ကားတစ်စီးဖြစ်ပါတယ်တော့ကျွန်တော်တို့စမ်းမောင်းကြည့်လိုက်ရအောင်ကျွန်တော်ဒီ X90 Plus ကားလေးရဲ့ engine power ကတော့ကျွန်တော်တို့ 2.0 turbo charge engine မျိုးစားဖြစ်တယ်သူက drive ကတော့ 4 wheel drive ကျွန်တော်တို့ဒီ horsepower အနေနဲ့ကတော့254 horsepower ထွက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့မောင်းရတာဘယ်လိုနေလဲဆိုရင်ကျွန်တော်တို့ဗျာအ
အရင်တော့ကြက်တော်တွေမှာဆိုရင်ဗျာလူတော်တော်များများပြောကြရဗျာပစ်ကတ်နေတဲ့အချိန်တွေမှာဂီယာလက်ရှိတဲ့ဟာတတာဖြစ်တယ်ဆိုတဲ့ feeling မျိုးမှာဒီကားမှာတော့မရတဲ့လောက်ကိုရှားသွားပြီမရှိတဲ့လောက်ဖြစ်သွားပြီတော်တော်လေးကိုတိုးတက်လာပြီကျွန်တော်ကြိုက်တယ်လုံးဝကိုအရင်ကားကြီးနဲ့မောင်းရတာဘာမှမဆိုင်တယ်လို့ခံစားရတယ်ဗျာပြီးတော့အပြင် noise တန်ကနည်းတော့ရှိရဗျအပြင် noise တန်ကနည်းတော့ရှိတယ်ပြီးတော့ရင်ဒါပေမဲ့ဟိုပါပေါ့ body roll တန်တော့တိတ်မကြတလောက်ပဲပြီးတော့ suspension အနေနဲ့ဆိုရင်သူကမာတီလင်းနဲ့မာဖော်ဆန်နဲ့မာတီလင်းကိုသုံးဝေးထားတယ်ဆိုတော့ညင်ညောင်းမှုပိုင်းကတော့တကယ်ဒါဟိုအရှိမော်ဒယ်မှာကပြောစရာမလိုဘူးဗျချက်တော့ညင်ညောင်းမှုပိုင်းမှာတော့လုံးဝမိုက်တယ်စိုးမိုက်တယ်ညင်ညောင်းမှုပိုင်းကတော့fuel consumption အနေနဲ့ဆိုရင်တော့ကျွန်တော်အခုလက်ရှိမောင်းနေတာမြို့တွင်အနေနဲ့ဆိုရင်တွဲ11.5 per 100 km လောက်သွားတယ်ပေါ့နော်ဆိုတော့ 2.0 turbo charge engine အနေနဲ့ဒီလောက်ရတယ်ဆိုရင်တော့မဆိုးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရခင် model XMD Plus model မှာဆိုရင်လေဒီ 1.5 ကိုmaybe အဲ့လောက်ရတာပဲလေအဲ့တော့မဆိုးပါဘူးဒါ 0.5 engine လောက်ပဲစားရဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့ကျွန်တော်လဲဒါကျွန်တော်မောင်းကြည့်တဲ့လောက်ပဲပေါ့နော်နောက်ဒီဟို highway မောင်းတဲ့အခါကျရင်ဘယ်လောက်စားလဲဆိုတာကျတော့ highway ကျရင်တော့နည်းနည်းပိုတက်တာနိုင်တယ်ခင်ဗျဟုတ်ဆိုတော့ကျွန်တော်ရဲ့ driving experience မှာဆိုရင်เนาะကျွန်တော်ဒီကားလေးကိုသဘောကျတယ်ပြင်တန်လေးနည်းနည်းလေးကြားရတာကလွဲရင်ကျွန်တော်ကျန်တဲ့အပိုင်းတွေမှာလုံးဝအားရတယ်ပါတယ်ဟုတ်နော်ဆိုတော့ကျွန်တော်ရဲ့ driving experience မှာဒီကောင်ကို grade အနေနဲ့ပေးရမယ်ဆိုရင် A+ တော့ဘယ်လိုပြောမလဲ A+ တော့ကျွန်တော်မပေးချင်ဘူးဗျ B လည်းမပေးချင်ဘူးကျွန်တော် A လောက်တော့ပေးမယ်ဗျဟုတ်ဆိုတော့ driving experience မှာဒီကောင်ဟိုကျွန်တော်အနေနဲ့ grade ကို A ပေးပါတယ်ဆိုတော့ကျွန်တော်ဒီ Jett X90 Plus ကားလေးနဲ့ပတ်သက်လို့ conclusion အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် driving experience မှာလာပုံမှန်လေးကျွန်တော်ပြောပြတာထပ်ဘူးသမျှဒီ Jett ပေါ့နော် T2 ကလွဲလို့ T2 ကိုကျွန်တော်စမ်းမမောင်းကြည့်ဘူးသေးဘူး T2 ကလွဲလို့ဒီကားလေးကကျွန်တော်ကိုစိတ်ကျဉ်နှံ့မှုအပြည့်ဆုံးပေးနိုင်တဲ့ကားလေးတစ်စီးဖြစ်တယ်ဟို driving experience နဲ့ပတ်သက်လို့ပေါ့နော်နောက်ပြီးတော့ဒီ Apple CarPlay တို့ဘာလို့ပါလာတဲ့အပိုင်းတွေမှာလဲကျွန်တော်ကြိုက်တယ်အရင် model ထက်ဆိုင်ရင်ပြီးွားရင်နောက်တစ်ခုကြိုက်တာကကျွန်တော်တို့တွေကခရီးထွက်တဲ့ခါကျရင်မိသားစုတွေနဲ့ကြဝန်းစီးလို့ရတဲ့ဟာမှာလဲကျွန်တော်အဲ့ဒါလဲကျွန်တော်ကြိုက်တယ်တချို့7 seater ဆိုရင်ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲကြဝန်းနောက်ခွန်ကကလေးပဲထိုင်လို့ရတာဗျာဒါလူကြီးပဲထိုင်လို့ရတာပြ round လည်းဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့အာသာချက်တွေကျွန်တော်အဲ့ဘိုင်းတွေမှာပေါ့နော်တချို့အားနေတဲ့အပိုင်းကြဘယ်ဘိုင်းတွေမှာအားနေလဲဆိုရင်ကျွန်တော်တို့ဒီဒိုးပန်တွေမှာဆိုရင်သူကတချို့နေရာလေးမှာဘောနော်ပလတ်စတစ်သားလေးတွေသုံးပေးထားတယ်အဲ့တခုတော့နည်းလေးအားနေတယ်ဒါပေမဲ့ဒါကလည်းလက်ခံလို့ရတယ်များတော့ဖျားဖြစ်နေရာတွေမှာချိဖြစ်တယ်လို့ခံစားချက်မျိုးမရဘူးဆိုတော့ကျွန်တော်အနေနဲ့မိသားစုလည်းစီးမယ်ကျွန်တော်ကားကလည်းမောင်းရတာအဆင်ပြေရမယ်နောက်ဒီကားလေးနဲ့ပတ်သက်လို့9 ကီလိုသိန်း running လည်းစီးရမယ်နောက်ချက်တော့မှကြိုက်တယ်ဆိုရင်တော့ကျွန်တော်ဒီ X90 Plus ဆိုတဲ့ကားလေးကိုလုံးဝ recommend ပေးပါတယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေ Care steady rock, care say, we are the generation.